တင်အရှုံးမပေးသေးသေး၍မကြရှုံးသေးပါမင်္ဂလာပါခင်ဗျာဒီနေ့ live guide ကနေမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့တင်အရှုံးမပေးသေးသေး၍မကြရှုံးသေးပါဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်လူတိုင်းဟာဘဝမှာအောင်မြင်ခြင်းကြပါတယ်ပိုကောင်းတဲ့ဘဝတစ်ခုကိုလိုချင်ကြပါတယ်ငွေရေးကြေးရေးအဆင်ပြေခြင်းကြပါတယ်မိသားစုကိုကောင်းမွန်တဲ့ဘဝတစ်ခုပေးခြင်းကြပါတယ်ဒါပေမဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့လမ်းကြောင်းပေါ်ရောက်လာတဲ့အခါအခက်အခဲတွေကြာရှုံးမှုတွေစိတ်ပျက်စရာတွေကိုရင်ဆိုင်ရတတ်ပါတယ်။အဲ့ဒီအချိန်မှာလူအများစုလုံမိတဲ့အမှားတစ်ခုရှိပါတယ်။အဲ့ဒါကလက်လျှော့လိုက်ခြင်းပါပဲ။တကယ်တော့ကြာရှုံးမှုဆိုတာအဆုံးသတ်မဟုတ်ပါဘူး။လမ်းတစ်လျှောက်မှာတွေ့ရတဲ့သင်ခန်းစာတစ်ခုသာဖြစ်ပါတယ်။ကလေးတစ်ယောက်လမ်းလျှောက်တင်တဲ့အချိန်ကိုစဉ်းစားကြည့်ပါ။သူဘယ်နှကြိမ်လဲကျခဲ့တယ်လဲ။မရေတွက်နိုင်လောက်အောင်လဲကျခဲ့ပါတယ်။ဒါပေမဲ့သူလက်မလျှော့ခဲ့ဘူးလဲကြတိုင်းပြန်ထားခဲ့တယ်ပြန်လျှောက်ခဲ့တယ်အဆုံးမှာတော့လမ်းလျှောက်တက်သွားတယ်အောင်မြင်သူတိုင်းလည်းဒီလိုပါပဲလောမစစ်တဆန်ဟာမီးလုံးကိုတီထွင်ဖို့အကြိမ်ထောင်ပေါင်းများစွာကြိုးစားခဲ့ရပါတယ်လူတွေကမအောင်မြင်တဲ့အကြိမ်ထောင်ပေါင်းများစွာကြိုးစားခဲ့ရတာဘယ်လိုခံစားရလဲလို့မေးတဲ့အခါသူကကျွန်တော်မကြရှုံးခဲ့ပါဘူးမီးလုံးမလုံးနိုင်တဲ့နီလန်ပေါင်းများစွာကိုရှာတွေ့ခဲ့တာပါလို့ပြန်ဖြေခဲ့ပါတယ်ဒါဟာအောင်မြင်သူနဲ့တာမန်လူတို့ရဲ့ကွာခြားချက်ဖြစ်ပါတယ်။တာမန်လူကအခက်ခဲကိုအဆုံးလို့မြင်တယ်။အောင်မြင်သူကသင်ခန်းစာလို့မြင်တယ်။တခါတလေတင်စူးစမ်းနေတာကိုဘယ်သူမှမမြင်နိုင်ပါဘူး။တင်အလုပ်လုပ်နေတာကိုဘယ်သူမှမချီးကျူးနိုင်ပါဘူး။တင်ရင်ဆိုင်နေရတဲ့ဖိအားတွေကိုဘယ်သူမှနားမလည်နိုင်ပါဘူး။ဒါပေမဲ့အရေးကြီးတာကလူတွေဘာမြင်လဲမဟုတ်ပါဘူး။တင်ရဲ့ရည်မှန်းချက်ကိုတင်မမေ့ဖို့ပါပဲ။ဝါပင်တပင်ကိုစိုက်တဲ့အခါပထမနှစ်မှာမမြင်ရသလောက်ကြီးထွားတယ်ဒုတိယနှစ်မှာလည်းတိတ်မပြောင်းလဲဘူးတတိယနှစ်စတုတ္ထနှစ်9နှစ်နီးပါးအထိမြေကြီးအောက်မှာပဲအမြစ်တွေခိုင်မာနေတယ်ဒါပေမဲ့အချိန်တန်တဲ့အခါလအနှဲငယ်အတွင်းပေများစွာမြင့်တက်လာတယ်မေးစရာရှိတာကဝါပင်ကဘယ်အချိန်မှကြီးထွားခဲ့တာလဲလအနှဲငယ်အတွင်းလား9နှစ်လုံးလားအဖြေက9နှစ်လုံးကြီးထွားနေတာပါအမြင့်တွေခိုင်မာနေခဲ့လို့အမြင့်ကိုတက်နိုင်တာဖြစ်ပါတယ်တင်လဲအခုချိန်မှာရလက်မမြင်ရသေးဘူးဖြစ်နိုင်ပါတယ်စူးစမ်းနေတာအကျိုးမရှိသလိုထင်ရနိုင်ပါတယ်ဒါပေမဲ့တင်ရဲ့စူးစမ်းမှုတွေကအလကားမဖြစ်ပါဘူးတင်မမြင်နိုင်တဲ့နေရာမှာတင်ရဲ့အရေးချင်းတွေကြီးထွားနေပါတယ်တင်ရဲ့စိတ်ဓာတ်တွေခိုင်မာလာနေပါတယ်တင်ရဲ့အတွေ့အကြုံတွေတိုးလာနေပါတယ်အောင်မြင်မှုဟာမြင်ရတဲ့အရာမဟုတ်ပါဘူး။ဒါဟာနေ့စဉ်စူးစမ်းမှုတွေနေ့စဉ်စိတ်ရှည်မှုတွေနေ့စဉ်သင်ယူမှုတွေနေ့စဉ်မလျှော့တဲ့စိတ်ဓာတ်တွေပေါင်းစည်းထားတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့သင်ပင်ပန်းနေရင်လည်းမရက်လိုက်ပါနဲ့။နေ့နေရင်အောင်ဆက်သွားပါ။အခြားသူတွေထက်နောက်ကျနေရင်လည်းဆက်သွားပါ။အရေးကြီးတာကမရက်ဖို့ပါ။ဘာကြောင့်လဲဆိုတော့တင်အရှုံးမပေးသေးသေး၍မကြရှုံးသေးပါတင်ဆက်စူးစမ်းနေသေး၍အခွင့်အရေးရှိနေသေးတယ်တင်ဆက်တင်ယူနေသေး၍တိုးတက်နေသေးတယ်တင်ဆက်လျှောက်နေသေး၍ပန်းနိုင်နဲ့နီးလာနေသေးတယ်ဒီနေ့ live guide ကနေပေးခြင်းတဲ့ message ကတော့ကြရှုံးမှုကိုမကြောက်ပါနဲ့လက်လျှော့လိုက်ခြင်းကိုသာကြောက်ပါဘဝမှာဘလောက်ပဲခက်ခဲနေပါစေဘလောက်ပဲနောက်ကျနေပါစေဘလောက်ပဲအချိန်ချင်းလဲကျနေပါစေပြန်ထပြီးဆက်လျှောက်ပါတနေ့နေ့မှာတင်ဒီနေ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်ကြည့်ပြီးအဲ့ဒီတုန်းကလက်မလျှော့ခဲ့လို့ဒီနေ့အောင်မြင်နေတာပါလို့ပြောနိုင်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ Life Guide ဘဝလမ်းညွှန်